ဒီတစ်ခါကျွန်တော်ပြပေးမှာကပွဲတိုင်းထွက်တဲ့10ခွက်ဗျာနော်ပြက်ပင်မရှိဘူးဗျာနော်ပြက်ပင်မရှိပါဘူးပွဲတိုင်းထွက်ပါတယ်ပြက်ပင်မရှိဘူးဆိုတော့ sorry ဗျာနော်ဒီတပွဲလေးတော့ပြက်တယ်ဗျာချွင်းချက်ဗျာနော်ဒီတပွဲလေးတော့ပြက်ထားတယ်ပွဲတိုင်း10ခွက်ဗျာကျွန်တော်ရဲ့ ATM ဆက်ကြီးလို့လည်းပြောလို့ရတယ်ငွေထုတ်ဆက်ကြီးပါဗျာနော်ဒီ10ခွက်50 51 52 53 54 60 61 63 64 65 5ကို3.3နဲ့3လေးနဲ့ပိတ်ကတ်ထားတယ်6ကို3.1 3 4 5နဲ့ကတ်ထားတယ်62တကွက်မပါဘူးနော်ထိုင်းပါဝါတကွက်မပါဘူးနော်6ဆိုရင်3.1 3 4 5နဲ့ကတ်ထားတယ်ဟုတ်ပြီနော်5ဆိုရင်3.1 3လေးနဲ့5ကိုကတ်ထားတယ်5ကွက်နော်အဲ့တော့ကျွန်တော်စစ်ပြမယ်2025နော်ကလင်နာ4ပွဲ10ပွဲ12ပွဲနော်16ပွဲပွဲပေါင်း20ရှိပြီဒီတပွဲပဲပြတ်တယ်ဗျာနော်19ပဲတီးတီးမှန်ထားတယ်ဒီကောင်လေးကိုကျွန်တော်ကလင်နာရဲ့နှစ်အလိုက်တွေကိုစစ်ပြီးသွားပြီဗျာနော်အမတိအမတန်ကိုရှားပါတဲ့ပြက်ပွဲနေတဲ့ကနန်း10ခွက်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ငွေထုတ်ဆက်ကြီးဆိုရင်မမားပါဘူးအဲ့တော့အမျိုးတွေအတွက်ကိုစေတနာရှိထားပြီးကျွန်တော်ဒီ10ခွက်ကိုပြပေးလိုက်တယ်ဗျာနော်ဟုတ်လားမဟုတ်လားကျွန်တော်စစ်ပြမယ်50နှစ်ဆိုပြီးထွက်ပေးတယ်ဗျာနော်2025အစပါနှစ်အစပိုင်းပါနော်15ဆိုပြီးထွက်ပေးတယ်ဗျာနော်နောက်ကွက်ထွက်ပေးသွားတယ်65 46 54 3ကွက်ထွက်ပေးပါတယ်ဗျဒီမှာဆို45 60ဆိုပြီးတော့နောက်ကွက်ထွက်ပေးပါတယ်36 45ဆိုနောက်ကွက်ထွက်ပေးပါတယ်ဒီမှာဆိုရင်45 53 46 35ဆိုပြီးတော့4ချိန်ထွက်ပေးပါတယ်53 60ဆိုပြီး2ချိန်ထွက်ပေးပါတယ်56 16 16ဆိုပြီး3ချိန်ထွက်ပေးပါတယ်56 35 65ဆိုပြီး3ချိန်ထွက်ပေးပါတယ်အနည်းဆုံးတစ်ချိန်ထွက်ပေးတဲ့ပွဲတွေရှိပါတယ်ဗျာနော်46 35နော်2ချိန်ထွက်ပေးပါတယ်61ဆိုပြီးတစ်ချိန်ထွက်ပေးပါတယ်ဒီမှာဆိုရင်61ဆိုပြီးတစ်ချိန်ထွက်ပေးပါတယ်ဒီမှာဆိုရင်63 36 35ဆိုပြီး3ချိန်ထွက်ပေးပါတယ်ဒီမှာဆိုရင်4ချိန်ထွက်ပေးပါတယ်ဒီမှာဆို2ချိန်ထွက်ပေးပါတယ်50နှစ်ဆိုပြီးတော့တစ်ချိန်ထွက်ပေးပါတယ်60နှစ်မပါဘူးเนาะကျွန်တော်10ခွက်ထဲမှာ65 16ထွက်ပေးပါတယ်35ထွက်ပေးပါတယ်ဒီတပွဲမှာလုံးဝတော့ထွက်မတော့ဘူးဗျာနော်ဒီပွဲမှာ63ထွက်ပေးပါတယ်ဒီမှာဆိုရင်63 63နောက်ကွက်ထွက်ပေးပါတယ်ဗျာနော်အဲ့တော့အမျိုးတွေလူဟောင်းတွေကတော့ကျွန်တော်ရဲ့မူတွေကိုတီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တရားပြရဲဆိုတာအရန်ကိုဟော့သွားမှာဆိုလို့တချို့မျိုးတွေကမပြစေချင်ဘူးဗျာနော်ဒါပေမဲ့ကျွန်တော်စေတနာရှိထားပြီးပြပေးလိုက်ပါတယ်ဒီ10ခွက်ကကျွန်တော်ရဲ့ငွေထုတ်ဆက်ပါဗျာနော်ကျွန်တော်ပွဲတိုင်းလို့ဇာတူရိုက်ဖြစ်တဲ့10ခွက်ပါဗျာနော်ကျွန်တော်တို့ကိုတောင်းကနန်းနေအနည်းဆုံးထောင်ကနန်းပေါက်တဲ့ဒီ10ခွက်ပါဗျာနော်ကျွန်တော်ဒီ10ခွက်မျက်စိမိတ်စုံမိတ်ပြီးကျွန်တော်ထိုးတာဗျာနော်ခုနောက်ပိုင်းတော့ကျွန်တော်လည်းတိတ်မအားတော့ကြီးမြများနဲ့တင်မထိုးပြပါဘူးဗျာနော်အဲ့တော့အမျိုးတွေတော့ကိုကျွန်တော်စေတနာရှိထားပြီးပြပေးလိုက်ပါတယ်ကြိုက်ရဲ့အမျိုးတွေလိုက်ထိုးပါထိုးရမယ့်အချိန်လေးချိန်ခါကိုကြည့်ထိုးတတ်တဲ့အမျိုးတွေသိပါတယ်ကျွန်တော်မူတွေအစောပိုင်းနေမှာလည်းတင်ပေးခဲ့ပူပါတယ်ဒါပေမဲ့ဒီ10ခွက်ကိုပဲလိုက်ထိုးဖို့တက်ပဲကျွန်တော်ပြောပြလိုက်ပါတယ်ဗျာနော်အဲ့တော့ဘလို့အချိန်လေးချိန်ခါမှာထိုးရမလဲဆိုတော့1ချိန်လေးလုံးပိုင်းလေးရှိခဲ့တယ်ဆိုရင်ဒီ10ခွက်ကိုတင်ထိုးပါဗျာနော်တခြားသောအနုစိတ်ကြတာလေးတွေတော့ကျွန်တော်ထပ်မပြောတော့ဗျာနော်ကျွန်တော်အကောင့်လေးကလည်းနည်းနည်းနီးနေပြီဗျာအဲ့တော့အမျိုးလေးကိုကျွန်တော်တချို့နေရာကျတော့ KV တွင်းကြထပ်ပြီးမရှင်းပြပေးနိုင်တော့နားလည်ပြီပါဗျာနော်အဲ့တော့ဒီစကွက်ကလေးကိုရှေ့တစ်ပတ်ထဲမှာအနည်းဆုံးတစ်ကွက်ထွက်မယ်လို့မှတ်ထားပေးပါပွဲတိုင်းလို့ထွက်ပါတယ်အမတိအမတန်ပြက်ခဲပါတယ်ဒီတပွဲပဲပြတ်ထားပါတယ်ခင်ဗျာ2020ပွဲပေါင်း20မှာတစ်ချိန်ပဲပြတ်တယ်19ပဲတီတီမှန်ကန်မှုရှိပါတယ်ခေါ်လိုက်ဗျာနော်ဒါလေးမှတ်သားဗျာနော်မျိုးလေး subscribe ချက်ရိုက်ပြီးလာလိုက်နော်ပွဲတိုင်းလို့မပြတ်ဘူးဗျာနော်ဒီစကွက်